ဒါပဲကျွန်တော်တို့ဒီနေ့မှာတော့စမ်းဒီပတ်တူးမှာစမ်းမရပင်နေတဲ့ကောင်ကတော့ဒီကောင်လေးပေါ့နော်ကျွန်တော်ဒီကောင်လေးဝတ်မယ်ဆိုရင်ဒီကကိုလိုဗတီလိုဖလီဖလီဝင်းရဲ့အာတကာလိုလိုရကျွန်းနေလိုပါမယ်ပြန်တော့ဘယ်ဘက်မှာကိုင်တော့ကိုင်နာကိုင်ပြီးမှကျွန်တော်တို့အထပ်လောက်လိုက်အဲ့ဆိုကျွန်တော်တို့ဒီအနီမေးရှင်းဒီကစားဟုတ်ပါပြီဟိုဒီကောင်ထန်ဖော်ပြီးပါပြီကျွန်တော်ဒီပတ်ကြီးရတယ်အဲ့လိုဖြစ်တဲ့တော့ကျွန်တော်ပတ်တစ်ခုကိုကျွန်တော်ဒီအပိုင်းတစ်ပိုင်းကိုကျွန်တော်ဒီလေးကောင်ပြပါမယ်โอเคနည်းနည်းတော့စဖီလေးပါလိဆွဲလာအောင်โอเคဒီနားမှာရေးဒီအော်နောက်တော့တော့တန်အားချင်းနှုတ်တီးပြောက်သွားတော့ထားလိုက်ပါနောက်အဲ့ကောင်ကိုင်းဒီကတီကာဆွတ်ဆိုတာကိုယူပြီးမှကျွန်တော်တို့ transform လုပ်လိုက်ဖုံဒီtransform ပြပါပြီမိုက်ပါတယ်ဟုတ်ကျွန်တော်လေးရှင်းအောင်ကျွန်တော်ဒီအပေါ်တက်အပြင်းရိုက်ကျွန်တော်လေးမနေရလို့ရှိအောင်ဟုတ်တယ်โอเคဆာဖီလေးဆွဲရအောင်โอเคနောက်တော့ကျွန်တော်ဒီ transform လုပ်တဲ့ platform လေးလို့โอเคပြီးဆိုကျွန်တော်နောက်တော့စမ်းပြမယ်နောက်တော့ကတော့ဒီကကျွန်တော်တွေးရအချိုင်ပါတော့ငယ်တော့ကြိုက်ခဲ့အမှန်ကုန်ကြိုက်တော့ဒါကိုကြိုက်ပြီဘာကြောင့်blue ranger ပါတို့ယူမဆိုရင်ဒီကကိုဂျီယိုလီယွန်ဒီကကျွန်တော်အဲ့ကောင်ယူကကျွန်တော် transform လုပ်ထပ်လို့လောကီမှာထပ်လို့ရမှာโอเคအတန်ကြီးအကလုံးဝ share ကျွန်တော်ဒီဗီဒီယိုကြည့်မယ်ဆိုရင်ကျွန်တော်အတန်လေးနည်းနည်းချက်ကြည့်ပါဘာလို့လဲကျွန်တော်အရင်တိုးရတယ်ကျွန်တော်လည်းကြည့်အောင်လုပ်မြလို့ပါပြောပါဦးအော်ဒီမှာဆိုရင်တောင်းသွားပြီ
နောက်တော့ဒါတော့နောက်ဆုံးကောင်ဘောနော်တော့နောက်ဆုံးကောင်ဆိုပတ်တူးရဲ့နောက်ဆုံးကောင်ပြောတာနော်ဒါဘောနော်ဒီကောင်ဘောနော်တူကျွန်တော်တို့ပြောင်းမယ်ဆိုရင်ကျွန်တော်တို့ရှင်းလေးပဲအမလုပ်စရာမလိုဒီဟာကိုကိုင်ဘောနော်ဒါလေးနော်ကိုင်ပြီးတော့ဖေးဘက်မှာကိုင်မျိုးမှာကျွန်တော်တို့attack လောက်လိုက် attack လောက်အော်နေကျွန်တော်ဒီကောင်ပြောင်းမယ်ဆိုဒါနဲ့ပြောင်းလို့မရအောင်ဒီကောင်ဘောနော်ဒါနဲ့ပြောင်းအောင်ပါမြင်လားဒီပြောင်းဒါတော့ကျွန်တော်နောက်ဆုံးအောင်ပြပါကျွန်တော် feel ရယ် okay ဒီနေ့ video လေးကတော့ကျွန်တော်ပါပဲအားလုံးပဲနောက်ထပ်အပိုင်းညီမပြန်နေကြအောင်အားလုံးပဲ bye bye